လမ်းထိပ်ကိုသွားရင်မိုးလိုက်တာဟဲ့ဟိုမှာရုပ်ဆိုင်တွေ့ပြီလေးပေါ့တော့ပြမယ်နော်နေပါအောင်အကိုကြီးနေဝင်မထိုးကြနဲ့လေထိုးကြနဲ့အိုးမထိုးကြနဲ့ချစ်ခွက်လေးပါပြမယ်နော် ဟိုဒီမယ်နော်ဒါလေးကိုမဟိုက်ပေးနေအောင်နော်ကျမမဖောက်ပြသေးတော့ကျမဒါလေးပြအောင်ဒါလေးကအဖေးတီးဟာဒီကောနော်ဖေးတီးဘယ်လိုပြန်ဖေးတီးဖေးအေးကိုမလုံနဲ့ကျမဝေးမို့ဒါဖေးတီးစကိုရှိလေးပေါ့နော်ဖေးတီးစကိုရှိလေးဝမေအကိုဟိုတနေ့က300အန်းထားရနော်300အန်းထားတော့အကိုကျမကိုဒီပရိုင်းဘတ်လေးကိုအလကားပေးရမယ်နော်အကိုကျမဟိုတနေ့300အန်းထားတယ်နော်အကိုရေးကျမနဲ့တူဖောက်ကြည့်မယ်